တင်မွေးထောအပြားလိုက်ဖြစ်ပါတယ်ဒီလောကဘက်မှာဆန်ဆက်ကြီးနေရပါတော့အရန်မိုက်တယ်မနက်စားဒီမှာလာစားရအောင်ရမယ်လို့ပြောနေရခုပေါ့နော်အဲ့တော့ let's see ခုပါလဲကျွဲနု ice cream လာစားဖြစ်ပေါ့နော်ကျွဲနု ice cream ဒီဘာပဲမြေတခုရဲ့ YouTube ပေါ့နော်ဒီဘလူး view ရဆိုတာလိုက်ကြည့်လိုက် Hello အားလုံးမိပါပါဒီနေ့မှာတော့ tourist နဲ့ local people တွေသွားနေကြဖြစ်တဲ့လွန်ဖက်တာကိုသွားလည်မှာဖြစ်ပါတယ်ပုံမှန်အဖြစ်တော့ကျွန်တော်တို့ bus နဲ့သွားရင်6နာရီ9နာရီလောက်ကြာတာပေါ့နော်ဒါပေမဲ့လောက်မှာတခုကောင်းတာတခုရှိတယ်ဘာလဲဆိုတော့ပြမယ်တင်းလောက်မှာတရားနေပြီးတော့လောက်တာပေးတယ် bullet train ရှိတယ်ပေါ့နော်သူက6နာရီလောက်ကားစီးရတဲ့ဟာကို2နာရီနဲ့အရောက်သွားလို့ရတယ် bullet train ပေါ့နော်မြန်မာနိုင်ငံမှာတော့မရှိသေးဘူး bullet train ထိုင်းမှာတော့အဲ့လိုခရီးဝေးကို bullet train မလောက်ထားသေးဘူးပေါ့နော်ဒါကတော့လာဝဲကောင်းတဲ့ချက်တော့ပြောရမယ်နောက်မှာအသွားတင်စုံထဲမှာလုံဖက်ပတ်ပေါ့နော်အဲ့ဒါကိုတောင်းဝဲဖြစ်ပါတယ်ကျွန်တော်တို့ဒီသွားမှဆိုတော့လိုက်ကြည့်လိုက်ပါဦး see you experience ခုလေးရှင်းလုပ်ပေးချင်ပါတယ်အဲ့ဒါဘာလဲဆိုတော့သူတို့ bullet train မှာ gas ပါတယ် spray ခုမှယူအောင်လို့မရဘူးပေါ့နော်ကျွန်တော်မနေ့ကမှဝယ်လာတယ်အစ်စစ်ဆက်ကျွန်တော် body spray လေးကြည့်လိုက်ရပါတယ်အခုသိထားတာဒီ bullet train ဟာသူတို့တရုတ်ပြည်ထိရောက်တယ်လို့သိထားပါတယ်လာဝါနေပြီးတရုတ်သွားလဲချင်းတော့ဒီ bullet train စီးပွားလို့ရတာပေါ့နော်那你会不会想到现在装你这个情况？Long Pabban 1 hour 40 minutes trip see ရထားပေါ်စတက်နေတဲ့လာအိုရဲ့တဘာဝရှုခင်းတွေတောတောင်တွေအကုန်တွေ့ရတာပေါ့နော်တကယ်လို့လုံဖက်ပါသွားဖြစ်ရင်ဒီရထားစီကိုစီးတင်လို့ထင်တယ် Alright to လုံဖက်ပါဘာ10နိုင်လောက်မှာလုံဖက်ပါရောက်ပါသူတို့မှာကရထားခဲကနေပြီးတော့မြို့တွေကို van စီးရတယ်ပေါ့နော်တယောက်ကို9000 kip ထိုင်ဘတ်နဲ့ဆို65ဘတ်လောက်ပေးရတာပေါ့နော် hotel ရောက်ပါပြီဒီနေ့လည်း hotel ရောက်ပါပြီဖက်ဘက်မှာဖြစ်ပါတယ် It's a cafe smart park ကျူရှာမဒီဝေါလမ်းကြောင်းမှာသူပုံစံတော့ဒီအဲ့ဆောက်ရတဲ့ပုံစံက make-up ပေါ်တော့နည်းနည်းဆင်အခုနေ့တည်းဆိုစားမှာဖြစ်ပါတယ်ဒီဆိုင်လေးကလွန်ပတ်ပန်ရဲ့နာမည်အကြီးဆုံးအထောင်းဆိုင်ဖြစ်တယ်ပေါ့နော် influencer တွေ celebrity တွေဒီမှာလာစားကြတယ်ဒါကြောင့်မို့လွန်ပတ်ပန်ရောက်ရင်လာစားတဲ့ဆိုင်တဲ့ဆိုင်ဖြစ်တယ်ပေါ့နော်ပြီးတော့ဒီဆိုင်မှာလာအိုရဲ့အထောင်းမျိုးစုံရတာပေါ့နော်သူတို့ရဲ့တင်မွေးထောအပြားလိုက်ဖြစ်ပါတယ်တင်မွေးထောအပြားလိုက်ဖြစ်ပါတယ်မြင်စားပြီးပါပြီကျွန်တော်ဒါဟိုကြောင်းပါဒီမှာကနည်းနည်းကြီးတဲ့ဆိုင်လေးပါအထောင်းဆိုင်ပါrating ပေးရမယ်ဆိုရင်6 out of 10ခုဒီနေရာကတော့လုံဖက်ပိုင်ရဲ့နာမည်ကြီးဆုံးရေတကုံဖြစ်တယ်ပေါ့နော်ဒီအချိန်ကတော့လာလေဖို့အကောင်းဆုံးချိန်ပြီလို့ထင်တယ်မိုးတွင်းဆိုရင်တော့ရေကအရင်များပြီးတော့ရေတွေနှောက်နေတက်တယ်ပေါ့နော်ရေတကုံက3လေးထက်ရှိရပေါ့နော်အဲ့ဒါကျွန်တော်ဟိုအပေါ်ဆုံးထောက်သွားတာဖြစ်ပါတယ်ဒီကလေးဟာမထပ်ပြီးသွားပြီပေါ့နော်အဲ့ဒါအခုအပေါ်ဆုံးထောက်သွားတာဖြစ်ပါတယ် Let's see how many people there လူများလာများပါကြည့်Okay ကင်မရာနဲ့လောမကိုက်ပါဘူးဒါတို့ရေကူမောနော်စီလာလာရေလာကူဟောရေအများကြီးရှိရလာမယ်ဒီကင်မရာဒါပေမဲ့ရှုခင်းကြည့်ပြီးပြန်မအနေထားဖြစ်ပါတယ်ဒါပေမဲ့အောက်ထပ်တွေမှာရေကူးရနေတာရှိတယ်ပေါ့နော်ဒါကြောင့်ရေကူးချင်တော့အောက်ထပ်မှာရေတိတ်လေးတော့ကူးရတယ်ဒါပေမဲ့ဒီဟာကတော့သူတို့အနေနဲ့ရှုခင်းကြည့်နေတာပေါ့
waiting ပြရမယ်ဆိုတော့5 hour 10တော့နော်ဒါတော့ဘာမှမဖြစ်ပါဘူး yes ရပ်ပေါ်ပဲလာရိုက်ကြအောင် so what I'm doing and big air ဒီကိုကြီးကြားနေမှာဆိုတော့ oxygen ကိုထွက်ပြီးတော့ဒီစီရောပြင်တော့ Let's go back from ရေတကောပြန်ပါပြီရေချိုးရွာပြီခုနကတော့ရေတကောကြည့်မယ်ဆိုရင်တော့တန်မှာတော့မဟုတ်ပါဘူးဒါပေမဲ့ရေမချိုးဘဲပြန်တော့လုံးဝမတက်ပါဘူးရေချိုးပြီးမှပြန်တော့အရင်ကတက်မှာလေခုနကတော့5 hour ခံရနေပြီးတော့7 hour ထံပြလိုက်ပါလေရေရဲအေးပြီးတော့အရင်က fresh ဖြစ်တယ်ပေါ့နော်သူကြီးကတော့ကူးမဲ့လူကတော့တိတ်မရှိဘူးနစ်တယ်ဂျွန်လင်းကဘယ်လောက်ထိုးပြလိုက်လဲရေကိုဒီလာပဲဆိုရင်ရေကူးဖို့မမေ့ပါနဲ့ရေကူးဖို့ဆိုပြီးပြပါဒါမှနည်းနည်းတော့တောဆန်တယ်ရေကူးတဲ့နေရာတော့ခေကျွန်တော်ပြန်ပါပြီနော်ပြန်ပြီဒီနောက်တစ်နေရာမှာပြန်တွေ့ကြမယ်ခေတော့ခုပါလဲကျွေးနု ice cream လာစားဖြစ်ပေါ့နော်ကျွေးနု ice cream ကျွေးနု ice cream ဖြစ်ပါလားကျွေးနု ice cream Buffalo milk ice cream တခါမှမစားဘူး try ကြည့်မနော် เส้นทางว้าวส่วนเข้าไปแค่ในรวมมันออกมาทางอันเกิดเส้น ดูก็ Buffalo ice cream ไปကျွန်တော်ခုရောက်နေတဲ့နေရာကတော့ဒီလောက်ဖက်ဖက်မှာဆန်ဆက်ကြည့်တဲ့နေရာပေါ့နော်အရန်မိုက်တယ်ဆန်ဆက်အဲ့လိုဆန်ဆက်ကြည့်ပြီးတော်လို့ရပါဘောနော်ဆန်ဆက်ကြည့်နေတော့ကြည့်တော့ရောဆိုင်မှာစားကြရည်လားအများရပီဇာစားပြီးတော့လောက်ဖူးကုန်လို့ရပါတော့မာအရှိတဲ့ကြည့်ခွန်းနေမွေလေးပေါ့နော်6နိုင်ထိုးနေမွေလေးငွေနဲ့ချိန်တဲ့တခါစီโอ้ยလူဖက်မှာတစီညဘက်ငါလို့မရတော့ဘာလဲဆိုတော့တို့မှာ e-bike ရှိရောကွာ e-bike နဲ့ application တောင်းပြီးတော့စီးလို့ရတယ် e-bike e-bike နဲ့လိမ့်မှာဖြစ်ပါတယ် Can you see me? ခုရောက်နေနေရတော့ဒီဖက်ကအရင်ကနာမည်ကြီးတဲ့ signature copy ဆိုင်ပါဘောနော်ခုမာနာပါရဲ့အဲ့လိုရှိစားကြည့်မယ်သူရဲ့မနက်စာဒီမှာလာစားအောင်ရမယ်လို့ပြောရနေရခုပေါ့နော်အဲ့ဒါမို့ let's seeသူတို့ရဲ့ signature ဆန်ပြုတ်ပေါ့နော် is really delicious ဒီဆန်ပြုတ်ဒီမှာပြဆန်ပြုတ်နဲ့တူတယ် let me try it's goodကျွန်တော်တို့တစ်ခါလာတဲ့ချင်းမိုင်နှစ်ခါလာတဲ့ချင်းမိုင်ပဲဖြစ်နေရင်တော့ဒီတစ်ခါဒီမြို့လေးကအရင်တိတ်ဆိတ်ပြီးတော့တာရတယ်ပြီးတော့စ
စူးစူးညံ့ညံ့မရှိဘဲနဲ့လာလေတင်းတဲ့နေရာတစ်ခုလို့မြင်မိတယ်ပေါ့နော်ကျွန်တော်ဒီညနေရတော့ဘယ်သွားမလဲဆိုတော့မြင့်မှာလေစီးပြီးတော့တင်တာဆန်းဆက်တော့ကြည့်မှာဖြစ်ပါတယ်ပြီးတော့ဒီဆန်းဆက်ကြည့်တာဒီလုံဖတ်ပန်ရဲ့အထင်ကြီးတဲ့နေရာတစ်ခုဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့ဆန်းဆက်လိုက်ကြည့်လိုက်ပါဦး let's go here our boat အခုတော့လီဝပေါ့နော်ကျွန်တော်တို့လုံဖတ်ပန်ရဲ့မြင့်တစ်ခုရဲ့ view ကိုကြည့်ပါတော့လုံဖတ်ပန်လီဝက blue view ရဆိုတာလိုက်ကြည့်ပါကြည့်လိုက်အကယ်လို့လုံဖတ်ပတ်တာလာလေဖြစ်ခဲ့ရင်ဒီလေစီပြီးတော့လုံဖတ်ပတ်ရဲ့တဘာဝရှုခင်းတွေကိုလိုက်ကြည့်တာအတန်ဆုံးနဲ့အကောင်းဆုံး activity တစ်ခုဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့လို့ဖို့အကြံပေးချင်ပါတယ်ခုကတော့တတိယမြောက်နေ့ပေါ့နော်ကျွန်တော်ဒီနေ့ပြန်တော့မှာဖြစ်ပါတယ်ဒါပေမဲ့ပြန်ရင်ကျွန်တော်တို့လာဖတ်ပါရဲ့ morning market လာဖြစ်ပါတယ်morning market တော့လာတဲ့နေရာတစ်ခုဖြစ်တယ်လို့ထင်တယ်ကျွန်တော် morning market မှာပါတယ်ရှိရဆိုတော့လိုက်ကြည့်လိုက်အောင်ဆိုတော့တို့ morning market တော့ပုံမှန်ပဲဒါပေမဲ့တို့လုံးဝပဲလေချီဝဦးချောင်းနေပါတော့။အဲ့ဒါလေကြောက်ခွေး။ဒီအလိုက်ချစ်ဒီမှာက tourist တွေအများကြီးလာပါတော့သူ local market လို့ပြောတော့ morning market ဒါပေမဲ့ tourist တွေအများကြီးလာတွေ့ရတယ်။ morning market လို့ပြောပေမဲ့ကွာအဲ့လို tourist တွေအများကြီးလာတွေ့ရတယ်ပြီးတော့မုတ်တွေအများကြီးရှိတယ်လက်ဆောင်ဝယ်ပေးခြင်းမုတ်တွေပါရလည်းရှိတယ်လို့လက်ဆောင်ဝယ်ပေးဖို့အတွက်ပေါ့ဒီထွေလေးကတော့ဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်ထွေကတော့ပြီးပါပြီ see you bye